ရှင်များတို့စားလားမစားတဲ့သူမစားဘူးမလားဘာလို့မစားမကြိုက်လို့ဆေးထဲမှာကောင်းတဲ့ဆေးအရသာရှိတဲ့ဆေးအင်္ဂလိပ်ဆေးတွေလည်းပါရှိတာမရှိရှင်များတို့ကြိုက်တဲ့ဆေးပါရှိတာဘာမှမရှိဘူးလားဖန်ကားသေးနော်ပညာပေးမလို့မရေးနော်ရေးနော်ဒါပါလေပိဒါတိုင်း3-40လောက်ထည့်လိုက်နော်3-40လောက်ထည့်လိုက်ဒီစီရလည်းမပါပါနဲ့ဒီမှာရှိတယ်လေပမာနည်းနဲ့တူတယ်ပိဒါတိုင်းရှိတဲ့ရေတွေကိုဖန်ကားသည်ဒါမှမဟုတ်ဇီးပြုတ်သည်ရှင်များတို့ထည့်ကြည့်နော်ထည့်ကြည့်နောက်တစ်ခုဒီလိုပဲရေတွေကိုပိဒါတိုင်းထည့်တမယာကြီးညှစ်ထည့်နောက်တစ်ခွက်ကလိမ္မော်ကြီးထည့်နောက်တစ်ခွက်ကရှောက်ကြီးထည့်တစ်ခွက်ကဒီပါလေဖန်ကားသည်ဖြစ်ဖြစ်ဇီးပြုတ်သည်ဖြစ်ဖြစ်ထည့်မလှုပ်ရသေးဘူးနော်အယောင်ရှိသေးလားနော်10 မိနစ်လောက်နေလိုက်ဒီအယောင်လုံးဝမရှိတော့ခုနရေးပြီးတဲ့ကြီးကငါကြီးလုံးဝဖြုတ်သွားမြတ်စွာဘုရားကဘာလို့ဒီဖန်ကားသည်ဇီးပြုသည်ကိုဆေးဖြစ်စားခိုင်းတာလဲဆိုရင်ဝမ်းထဲမှာရှိတဲ့အစိတ်အသောက်တွေကိုဖြည့်နိုင်တယ်ဒါပဲရှိတယ်တို့ကြိုက်ကြိုက်မကြိုက်ကြစားတဲ့ချိန်ကစားအောင်စားတို့ခန္ဓာကိုယ်ထဲမှာတီးကြည်မရှိဘူးလားတီးကြည်ဆိုတာတကယ်တော့သဲကြည်ပဲအသေးကခြေပြီးတော့ထုတ်လိုက်တဲ့အစီးတွေအနှစ်တွေကိုအဲ့ဒီအိတ်ထဲကိုစုထားတာအဲ့ဒါကိုသဲကြည်အိတ်လို့ခေါ်တယ်အဲ့ဒီသဲကြည်အိတ်ကကြာရင်အဲ့ဒီအရည်တွေကအနေထိုင်းလာပြီးတော့ခန္ဓာကိုယ်ကအလုတ်ကောင်းကောင်းမလုပ်ရင်အဲ့ဒီအနေတွေကဘာဖြစ်သွားလဲမာပြီးတော့ကြောက်ဖြစ်တယ်သဲကြည်အိမ်မှာကြောက်တယ်ဆိုတာအမှန်အဲ့ဒီအစိတ်တွေစုနေတာတကယ်တော့အဲ့ဒီကြောက်အောင်မွာသဲကြည်အိမ်ကိုဝင်ပြီးတော့ပိတ်လိုက်ရင်ကျမကြီးမကောင်းဖြစ်ပြီးတော့ဘိုက်တွေအောင်မနေနိုင်တော့ပြို့တာအန်တယ်ဖြစ်လိုက်သဲကြည်ထုတ်လိုက်ရအဲ့တော့အဲ့ဒီသဲကြည်အိမ်တွေမှာအသေးတွေမှာအဓိကအစီထဲမှာရှိနေတဲ့အစိတ်တောက်တွေကိုဖြေနိုင်တာအဲ့ဒီဖန်ခါးသည်နဲ့ဇီးပြုသည်ပဲဒါကြောင့်မလို့မြတ်စွာဘုရားဖန်ခါးသည်နဲ့ဇီးပြုသည်ကိုစားခိုင်းတာအရသာရှိမရှိဆွမ်းစားတဲ့အခါမှာအနည်းဆုံးနှလုံးလောက်ဝါပြီးတော့မြုပ်ချလိုက်တော့သူပါသွားတာမကြီးခုနဗီတာတိုင်းဘာမှမရှိရအဲ့ဒါအစိတ်တောက်ဖြစ်ရပြီ